Episode 7မှာတော့ထိုမိန်းကလေးကထားလာခဲ့ပြီးဟော်လီစီဆေးဘေးရဲ့အကြောင်းလေးကိုပြောနေကြတဲ့လီစင်းတို့ရဲ့အတန်တွေကိုလည်းကြားနေခဲ့ရပါတယ်။အောက်ကဓာတ်ကိုကောက်လိုက်ကတူတူရဲ့ဆရာကိုတွားပေးရအောင်ဆိုတဲ့လေဆွဲရဲ့အတန်ကိုကြားနေခဲ့ရကအနောက်ကနေတိုက်ခိုက်ဖို့ပြေးလိုက်ပြီးမှလီစင်းရဲ့တိုက်ခိုက်မှုကြောင့်ပဲထိုမိန်းကလေးကလည်းဟော်လီစီကိုတောင်းနေခဲ့ကညီကုန်းချုပ်သွားခဲ့ပါတယ်။မထင်မှပဲတမ်းမိသွားခဲ့တဲ့အတွက်နေအောင်သားလည်းဘယ်လိုလုပ်ရမလဲမသိဖြစ်နေခဲ့ရကကြောင်နေခဲ့ကြပြီးလေဆွဲကမြင်းမြုပ်ဖို့အတွက်ကြံပေးနေခဲ့ပါတယ်။သူကအဲ့လိုလုံမဲ့သူမဟုတ်ဘူးလို့ဆိုကသူ့ရဲ့အသွင်အားအများကြီးကိုထုတ်တော့ကပြန်လဲကူးတော့ပေးနေခဲ့ပါတယ်။ထိုမိန်းကလေးရဲ့တိုင်ယာကအရန်ပြေးထားတဲ့အတွက်သူရဲ့လက်စီအသွေးအားလောင်းနဲ့ပဲကုသပေးလို့မရတာဖြစ်လို့လိဆွဲကမြင်းမြုပ်ဖို့အတွက်အကြံထပ်ပေးနေခဲ့ပါတယ်။အဲ့ဒီချိန်လိဆွဲစီကနေဟော်လင်စီကိုလည်းတတိထားမိသွားခဲ့ကခဏနေတော့ဇွဲမင်းကိုင်းကသူတွေကိုလည်းမြင်းမြုပ်ပေးလိုက်ပြီးသူတို့လိုသဘောထားကြီးတဲ့သူတွေစီမှာတေးရတာဖြစ်လို့ကျေးဇူးတင်ရမယ်လို့ပြောနေခဲ့ပါတယ်။အဲ့ဒီဟော်လင်စီကိုလည်းထောင်းလိုက်ကထိုမိန်းကလေးကိုပေးတောင်းလိုက်ကြပြီးအရန်တန်ဖို့ရှိတဲ့ဟော်လင်စီကိုတုံလိုက်တာဖြစ်လို့ထိုမိန်းကလေးရဲ့ကံကိုသာစောက်ကြည့်နေခဲ့ကြပါတယ်။ဇွဲမင်းကိုင်းတို့ဖေးမှာလည်းအဖြူမဲသိမ့်မိတမန်ကဟော်လင်စီကိုတွေ့သွားပြီဖြစ်တာမလို့နေရီလောက်ကြာလိမ့်မယ်လို့တတိပိုးနေခဲ့ပါတယ်။ဘောင်မုံကလည်းအဲ့ဒီဟော်လင်စီကအရန်အဖိုးတန်တဲ့အတွက်လိုချင်တဲ့သူတွေကတခြားဂိုင်းတွေလည်းစီသေးတာဖြစ်လို့တတိထားဖို့သာပြတ်ပြောလိုက်ပါတယ်။နောက်နေ့မနေ့မှာတော့ထိုမိန်းကလေးကပြန်လက်တတိရလာခဲ့ပြီးအဲ့လိုတန်ရကိုကြောင့်မှကူသားနိုင်တဲ့အတွက်ဟော်လင်စီကိုချီကျူးနေတော့တတိရလာတဲ့ထိုမိန်းကလေးကလည်းဟော်လင်စီလို့သာရေရောနေခဲ့ပါတယ်။အဲအကြောင့်ပဲလီစင်းကလည်းလမ်းနေခဲ့ရပြီးအဲ့ဒီချိန်ထိုမိန်းကလေးကလည်းနိုးလာခဲ့ကဟော်လင်စီကိုသာပြတ်တောင်းနေခဲ့ပါတယ်။ဟော်လင်စီကိုသာအစင်မပြတ်တောင်းနေတဲ့အတွက်လေးဆွဲကပြောဖို့လုပ်တဲ့အခါလီစင်းကသူ့ကိုယ်တိုင်ပြောလိုက်မယ်လို့ဆိုကမနေ့ကအကြောင်းတွေကိုတေချာဆေးပြနေခဲ့ပြီးအစ်ပြေရလာလို့ဆိုကမေးနေခဲ့ပါတယ်။ထိုမိန်းကလေးကတော့သူ့တခုလုံးမယ်လို့သာထင်နေခဲ့ပြီးလီစင်းကတော့စကားစီးနေခဲ့တာမလို့ထိုမိန်းကလေးကဟော်လီစီကိုသာထပ်တောက်လိုက်ပါတယ်။ဟော်လီစီနဲ့လူရဲ့အသိကဘယ်ဟာကပိုပြီးတပ်ဖို့စီလဲလို့လီစင်းကမေးတဲ့အခါဟော်လီစီကသာတပ်ဖို့စီရဲ့လို့ချေချေပြက်ဖြေတဲ့အတွက်လီစင်းကလည်းကြောက်သွားခဲ့ကသူ့စီကနေဟော်လီစီကိုသာပြတ်တောင်းနေခဲ့ပါတယ်။အဲအကြောင့်ပဲဟော်လီစီဆိုတာကဘလောက်ပဲတပ်ဖို့စီနေပါစေအဲ့ဒီဆေးဘေးတွေကလူတွေရဲ့အသိကိုကက်တီတဲ့နေရာမှာပဲသုံးတာဖြစ်တယ်လို့ဆိုကပြောနေခဲ့ပြီးစိတ်မရှိတော့တဲ့ထိုမိန်းကလေးကဟော်လီစီကိုသာထမ်းမိလိုက်တော့သူ့ရဲ့ကိုယ်ပေါ်မှာလို့သာလိုရေးတူစေပြောလိုက်ရပါတယ်။စီးနိုင်မဲ့နေရာတွေကိုလည်းလိုက်ပြနေခဲ့တာမလို့အတီးခလိုက်ရပြီ။အဲ့ဒီချိန်လိဆွဲကလည်းတားလိုက်ကအဲ့ဒီဟော်လီစီနဲ့သူ့ရဲ့အသိကိုကက်တီပေးလိုက်တာလို့သာပြောလိုက်ပါတယ်။မတတ်တာလို့သာသုံးလိုက်ရတာဖြစ်တယ်လို့လီစီကစေပြနေခဲ့ပြီးဒေါသထွေးနေတဲ့ထိုမိန်းကလေးကဖက်ဖို့ပြောလိုက်ပါတယ်။လီစီကိုတော့ကြီးမရဖြစ်နေခဲ့တာမလို့သူတို့ကြောက်တာမဟုတ်ရင်ဇွဲမင်းကိုက်ကြောက်သေးတာကြာနေလောက်ပြီဖြစ်ပြီးသူတို့ကဲတာကိုမားတယ်လို့ထင်ရလေကိုဘာသာတတ်သိလိုက်လို့ဆိုကအစီကြီးစေပြနေခဲ့ပါတယ်။အခုချိန်မှာတော့အာနဲနေတဲ့ထိုမိန်းကလေးကဘာတခုမှမလုပ်နိုင်ဖြစ်နေခဲ့ရပြီးသူ့ရဲ့ပေါင်ကိုလက်ချင်းလောက်ရိုက်ကဒေါသဖြေလိုက်ဖို့ပြောနေခဲ့ပါတယ်။ပြောစရာစကားမရှိတော့တဲ့အတွက်ထိုမိန်းကလေးကလက်ထွက်သွားခဲ့ပြီးဒီတိုင်းကငေးကြံခဲ့တဲ့လီစင်းကလည်းတနေကိုပြောနေကြတာတောင်မှနောက်မြင်မေးဖို့မေးသွားတယ်လို့ဆိုကတိတ်ပြေးတွေချနေခဲ့ပါတယ်။အဲ့ဒီချိန်အေးစိတ်တဲ့လေတွေနဲ့အတူဓာတ်တွေကလည်းလီစင်းတို့စီကိုသာဥတီလာခဲ့တာမလို့အချိန်မီဆောင်းလိုက်ကြရပါတယ်။ခဏနေတော့သူတို့ကိုဝိုက်ထားတဲ့သူတွေကဇွဲမိန်ကိုင်းရဲ့အစိမ့်နဲ့စိတ်ခံစီဆိုတာကိုတီးသွားခဲ့တာမလို့ပြေးစရာကောင်းလိုက်တာလို့ပြောနေတော့ကျဲလောင်တဲ့အတန်တကူပေါ်ထွေးလာခဲ့ကအခေါင်တလားတခုကလည်းရောက်စီလာခဲ့ပါတယ်။